အားလုံးကဝိုင်းချစ်ကြတာပေါ့ဝိုင်းချစ်ကြအကောင်လေးချောတယ်ငါတို့သူ့ကိုဟိုဝိုင်းပြီးတော့ကူညီမယ်ပံ့ပိုးမယ်အဲ့လိုမျိုးပုံစံမျိုးနဲ့ချစ်ကြတာပါချစ်ကြတော့ဘာဖြစ်ဖြစ်ဟိုကောင်းပါတယ်ပျော်စရာကောင်းပါတယ်ဒီလိုဖြစ်ခဲ့တာပေါ့ငယ်ရပေါ့ဒါမဟုတ်ဘူးအကြာကြီးတော့မဖြစ်ခဲ့ပါဘူးကျွန်တော်ကဟိုဟာဖက်စီရလောက်ပါပဲငငယ်ကဆိုင်မှာနေတော့ကြတော့ဟိုPPTDနဲ့အဲ့လိုအလုပ်ပို့စူးစမ်းတဲ့လူတွေမှာပါတော့ကြတော့ကျွန်တော်ကလေယာသုံးပစ္စည်းရောင်းတာရယ်ရင်းနှံတွေပါတူးတော့ဟိုနယ်တွေပါသွားနေတော့ဒီလိုဟိုကြော့ကြော့မော့မော့နေတာမဟုတ်တော့ကြတော့တိတ်တော့ရုံမထွက်နောက်ပိုင်းလူပညာလောကရဲ့စရောက်လာတော့မှတဖြည်းဖြည်းနဲ့ပုံစံပြောင်းသွားတယ်အားလုံးကဒီ LGBT အတိုင်းဝိုင်းရကြတော့ဟိုကျယ်ပြန့်တယ်ပေါ့နော်ကျယ်ပြန့်တယ်ဆိုတော့သူတို့ကကြတော့စီးပွားရေးလုပ်ငန်းရှင်တွေကလည်းသူတို့နဲ့ပေါင်းသိဆက်ဆံရတယ်အလုပ်တွေအများကြီးလုပ်ကြရတယ်နောက်ပြီးတော့ကျွန်တော်တို့ artist တွေကလည်းဒီ LGBT တွေနဲ့အလုပ်တွေအများကြီးလုပ်ရတယ်နောက်ပြီးတော့ဒီကျွန်တော်တို့ကျန်တဲ့ဒီရိုးရိုးပြင်ပအတိုင်းဝိုင်းရလူတွေကလည်းဒါသူတို့တကယ်ချင်းပေါင်းသိနေနေအများကြီးရှိကြတယ်အဲ့တော့သူတို့ပွဲတွေဆိုရင်အများသောအားဖြင့်ပို့ပြီးတော့လူများပြီးတော့ပို့ပြီးတော့လူစီရတွေ့ရပြီးတော့သူတို့အချင်းချင်းရလည်းအများကြီး support ပေးကြတယ်ပေါ့အဲ့ဒီအတွက်ဒီပွဲကတော့တော်တော်စီကားပြီးတော့အောင်မြင်တယ်လို့ပြောလို့ရတယ်ကျွန်တော်ကုညီတောင်းရင်တော့အမြဲတမ်းလို့ကုညီပေးဖြစ်တယ်ဘာလို့လဲဆိုတော့အရင်ဟိုးကလေးကကျွန်တော်တို့ဒါမာကြီးဆန်းနဲ့ချစ်သူများကားတွေပါတယ်အဲ့လိုရိုက်ကူးရေးတွေမှာလည်းကျွန်တော်တို့ကအဲ့တဲ့ပြုတ်ဆောင်နေပါတယ်နဲ့ပါထားမှုတယ်အဲ့လိုမျိုးပေါ့မာကြီးဆန်းအဲ့ကားထဲမှာဆိုတော့ကျွန်တော်စကားတစ်ခုတစ်ချင်းနေပါတယ်ဆိုတာထဲ့3ဆိုထဲ့3ခွဲအသုံးပြုတ်ခွင့်နေပေးတယ်အဲ့လိုမျိုးပေါ့အဲ့တော့ဘာဖြစ်ဒါကိုကလည်းဒီလူတွေနဲ့ပဲအမြဲတမ်းအလုပ်ကင်နေအတူတူလှုပ်နေရတာပေါ့ဟိုဘာလို့ဆိုကျွန်တော်တို့ MTV တွေပဲရိုက်ကျွန်တော်တို့တခြားအလုပ်တွေဘာတွေပဲလှုပ်ကျွန်တော်တို့ဟိုများသောအားဖြင့်ဒီလိုလူမျိုးတွေနဲ့ကင်းလို့မရအောင်မရတော့ဒါတွေအကုန်လုံးကဒါကျွန်တော်တို့ကအများတန်းဒါ support ပေးရမယ့်လူတွေမှာပါတာပေါ့ဟုတ်ကဲ့ဟိုမိုင်းနဲ့ကြတော့ကိုဟိုမိတ်ဆွေပေါ့ပေါင်းတင်ကိုမြင်စရာတင်စရာတွေလိုဖြစ်နေရပါအဲ့တော့အများကြီးပဲအကူကြီးပေးပါတယ်ဟုတ်တချို့ကတော့လူမျိုးမျိုးစိတ်တွေပါပဲဟိုကိုဖြတ်တန်းပြီးကိုကြီးပြင်းခဲ့တဲ့ပုံစံမျိုးနဲ့အဲ့ဒါရလည်းကွာမယ်နောက်ပြီးတော့ဘယ်လိုပြောမလဲဆိုတော့နည်းနည်းလေးဟိုအမြင်တွေပေါ့လူတယောက်နဲ့တယောက်အမြင်တွေမတူကြသလိုမျိုးအဲ့လိုမျိုးတယောက်နဲ့တယောက်လည်းအဲ့လိုအတွေ့အကြုံတွေဖြတ်တန်းလာခဲ့တဲ့ပုံရိပ်တွေပုံစံတွေအကုန်လုံးကွဲပြားတဲ့အတွက်တချို့တွေကဟိုကောင်းတဲ့မြင်နဲ့ကြည့်တာရှိလို့ဆိုးတဲ့မြင်နဲ့ကြည့်ရလည်းရှိတယ်။ယောက်ျားလေး2ယောက်ချစ်တာပဲဖြစ်ဖြစ်ဒါမိန်းကလေး2ယောက်ချစ်တာပဲဖြစ်ဖြစ်အဲ့လိုမျိုးဟိုဘယ်လိုပြောမလဲကျွန်တော်တို့တဘာဝတရားမဟုတ်တဲ့အရာမျိုးပေါ့နော်တဘာဝတရားမဟုတ်ဘဲနဲ့တုံးတစ်ဖက်အဲ့လိုမျိုးချစ်ကြတဲ့အချစ်တွေကဒါဆန်းပြအစနဲ့ဆန်းပြတယ်လို့ပြောလို့ရတယ်ဒါပေမဲ့အခုခေတ်မှာတော့အများတန်းကြားနေမြင်နေတွေ့နေရတော့ဒါတွေကဆန်းပြမှုတော့မဟုတ်တော့ပါဘူးဒါပေမဲ့ဒါတွေကလည်းလောကကြီးမှာရှိနေတာပဲကျွန်တော်တို့ကကျတော့မိန်းကလေးပဲကြိုက်တာဆိုတော့တိတ်တော့မတုံဘူးပဲလို့တော့ကိုလာကြိုက်တာဆိုလေအဲ့လိုကတော့ချစ်ကြတာပဲရှိတာပါလို့တော့လာကြိုက်တာဘာညာတော့မရှိပါဘူးကိုကတော့ဟိုဘယ်လိုပြောမလဲဆိုတော့ကို့မှာကျတော့ဟိုကိုနဲ့တူတူအဲ့လိုတွဲစားတွဲလာပေါ်တာအပေါင်းတင်းနေနေပဲရှိတာအဲ့လိုမျိုးအဲ့လိုချစ်တာကြိုက်တာတော့တစ်ခါမှတော့မကြုံဘူးအားလုံးကဝိုင်းချစ်ကြတာပေါ့ဝိုင်းချစ်ကြအကောင်လေးချောတယ်ငါတို့သူ့ကိုဟိုဝိုင်းပြီးတော့ကူညီမယ်ပံ့ပိုးမယ်အဲ့လိုမျိုးပုံစံမျိုးနဲ့ချစ်ကြတာပါချစ်ကြတော့ဘာဖြစ်ဖြစ်ဟိုကောင်းပါတယ်ပျော်စရာကောင်းပါတယ်ဒီလိုဖြစ်ခဲ့တာပေါ့ငယ်ရပေါ့ဒါမဟုတ်ဘူးအကြာကြီးတော့မဖြစ်ခဲ့ပါဘူးကျွန်တော်ကဟိုဟာဖက်စီရလောက်ပါပဲအဲ့လောက်ပါပဲအဲ့ပြီးတော့အကြောင်းလဲထပ်မတက်ဖြစ်ပါဘူးကိုကစီးပွားရေးလုပ်ကန်နဲ့ရောက်သွားတော့စီးပွားရေးထဲမှာစီးပွားရေးနဲ့ပဲဒါပေမဲ့အရင်ကကျွန်တော်ကဘယ်လိုပြောမလဲဆိုတော့ငငယ်ကဆိုင်မှာနေတော့ကြတော့PPTDနဲ့အဲ့လိုအလုပ်ပို့စူးစမ်းတဲ့လူတွေမှာပါတော့ကြတော့ကျွန်တော်ကလေယာသုံးပစ္စည်းရောင်းတာရယ်ရင်းနှံတွေပါတူးတော့ဟိုနယ်တွေပါသွားနေတော့ဒီလိုဟိုကြော့ကြော့မော့မော့နေတာမဟုတ်တော့ကြတော့တိတ်တော့ရုံမထွက်နောက်ပိုင်းလူပညာလောကရဲ့စရောက်လာတော့မှတဖြည်းဖြည်းနဲ့ပုံစံပြောင်းသွားတယ်။ကောင်းမှတကယ်ချင်းမိန်းကလေးတွေရှိတယ်။ငငယ်ကတော့အဲ့လိုမျိုးတော့ဟိုကျွန်တော်ကဘယ်လိုပြောမလဲဆိုအသက်ကြီးတာနှေးတယ်လို့ပြောလို့ရတယ်။ဟိုနည်းနည်းရင့်ကျက်တာနှေးတယ်လို့ပြောလို့ရတယ်။အဲ့လိုကျွန်တော်ကျောင်းတက်နေတဲ့အချိန်မှာတော့မှကျွန်တော်အိမ်ကတူနဲ့ကစားနေအယုတ်တွေတိုးပြီးကစားတယ်အဲ့လိုအိမ်မှာကလေးလိုပဲထားတာပြီးတော့ကျွန်တော်မောင်နှမ9ယောက်ထဲမှာအငယ်ဆုံးဖြစ်တာပေါ့အငယ်ဆုံးဖြစ်တော့ကျွန်တော်ကျတော့ဝိုင်းချစ်ကြပြီးတော့ဆွေမျိုးသားချင်းတွေအားလုံးကလည်းကျွန်တော်အငယ်ဆုံးဆိုပြီးတော့ဝိုင်းပြီးတော့ချစ်ကြတော့အဲ့တော့ကျွန်တော်ကလေးလိုဖြစ်တယ်ကျွန်တော်နောက်မှာကျွန်တော်ညီမဝမ်းကွဲမွေးတာနည်းနည်းလေးနှစ်ကြာပြီးမှမွေးတော့ကျွန်တော်ကလေးလိုပဲမြင်တော့ကျတော့အဲ့လိုကျွန်တော်တူတွေပါတွေမွေးလာတော့မှပဲအဲ့လိုကျွန်တော်ကကလေးဘဝကနေလွတ်သွားအစကလေးလိုပဲကျွန်တော်ဘယ်သွားလဲခေါ်ဟိုသွားလဲခေါ်အဲ့လိုကလေးလိုဖြစ်နေဟိုပူတာတာပူတာပေါ့အဲ့လိုကလေးလိုပဲပြောပါတော့အဲ့လိုဝိုင်းချစ်ကြတာပေါ့ကျွန်တော်အကုန်လုံးကဝိုင်းပြီးတော့ချစ်ကြတယ်အကုန်လုံးဝိုင်းပြီးတော့အခုညီပံ့ဖို့ပေးကြတယ်ဟုတ်ကျွန်တော်များသောအားဖြင့်အဲ့လိုငငယ်ကလေးကအဲ့လိုဟိုအမေတို့အဖွားတို့အကုန်လုံးကပေါ့နော်ဝိုင်းဝန်းဆုံးမထားတဲ့စကားတွေကြားရောက်တာတော့အဲ့လိုတခုခုဆိုရင်ကိုကပိုတာပေးလိုက်ရမှ
ကိုကပို့ပြီးတော့ဘာမှသူ့ဘက်ကနေအကျိုးမမျှော်လင့်မဲနဲ့လှုပ်ပေးလိုက်ရတာမျိုးကိုသဘောကျတယ်အဲ့လိုအကျွေးတစ်ခုခုတင်နေမှာမျိုးအဲ့လိုမျိုးအရန်ကြောက်များသောအားဖြင့် Facebook တို့ TikTok တို့ဘာတို့ညာတို့မှာကျွန်တော်ကို comment ပေးနေတာမှာကျွန်တော်အသေးမပေးတဲ့အသေးပြန်မပေးတဲ့ comment မရှိကျွန်တော်မှအဲ့ဒါအလုပ်တစ်လုပ်အများတန်းကျွန်တော်အဲ့ကိုဟို mobile data ပေးကုန်ပြီးတော့ comment ပေးတာပဲဖြစ်ဖြစ် wifi နဲ့ပေးရပဲဘာဖြစ်ဖြစ်ပေါ့နော်အဲ့လိုကိုအချိန်ပေးပြီး comment တစ်ခုခုပြန်ပေးလိုက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့အသေးသုံးဖို့စားပြန်တာအဲ့လိုတစ်ခုခုလုပ်ပေးလိုက်ရမှာဟိုကစိတ်ထဲမှာနေသားတိုင်းရှိရမဟုတ်ရင်လေအားနာအဲ့လိုဖြစ်ငါကထူးခြားတဲ့ရိုးသားတယ်ကြိုးစားတယ်လိမ့်ပါတယ်အေးဆေးပါပဲတိတိကျကျပဲဒီသားဟောင်းနဲ့ဖြတ်တန်းနေဒီသားဟောင်းနဲ့ပဲဆိုတာရီးသားနဲ့ပဲလို့ပြောတာအေးဆေးပဲဟိုစနေဒီတယောက်ပဲအေးဆေးပါပဲပျော်ပျော်ရွှင်ရွှင်ပါပဲအေးဆေးဆေးနဲ့နားလည်းမူပြင်းနဲ့ဖြတ်တန်းနေပါတယ်